ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုသတိထားပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒရှိတယ်နာဟိနပရိတံဝီလောမာနိနပရိတံကတံကတံတဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝီလောမာနိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ကတကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့ရတယ်နော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကိုယ်မှအကုသိုလ်ဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနပရိတံဝိလောမနိနပရိတံကတကတအတ္တနောဝအဝိခယကိုယ့်ကိုယ်ပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားဒါလေးကိုသတိထားဖို့လို့နော်အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်